အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်မရဲ့ခလေးခိုက် channel အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကဝတ်သားလုံးချက်လေးချက်စားမှာဖြစ်ပါတယ်ပထမဦးဆုံးဒီချက်သွန်နီဖြူချင်းတွေကိုအကုန်လုံးငုပ်ဆောင်ထဲမှာထည့်ထောင်းပြီးတော့စိမ့်မှုတ်လေးပါအယောင်တင်မှုတ်လေးပါထည့်ထောင်းမယ်ပေါ့နော်ပြီးလို့ရှိရင်အိုးထဲမှာတခါတည်းထည့်ပြီးနေမယ်ပေါ့နော်အဲ့ထဲမှာဆိုရင်ငံပြရေးစားအချို့မအကုန်လုံးတခါတည်းနေပြီးတော့နှံ့ညောင်းနေမယ်ပေါ့နော်အသားရည်တွေကိုအရသာခွင့်တော့အောင်ပြီးလို့ရှိရင်ကျွန်မစီလေးပါနည်းနည်းထည့်ပါမယ်စီလေးပါထည့်ပြီးတော့တခါတည်းနေပါမယ်ဥပဒေမှာတခါတည်းဒါတွေကတော့လုံးချက်တဲ့ပုံစံပေါ့နော်အဲ့ကျွန်မအဲ့ဒါကိုနှံ့နေအောင်နေလိုက်ပါမယ်ဝတ်သားတော့စီသားရောတဲ့အသားလေးတုံထားပါရဲ့အဲ့တော့ကျွန်မကငရုတ်ကောင်းလေးပါနည်းနည်းထည့်တယ်ပေါ့နော်ပို့ပြီးရတာရှိတော့အောင်အနံ့လေးလည်းမှုောအောင်လို့ပေါ့အဲ့တော့ဒါကိုစားပြီးတော့ချက်ထားပါပြီပထမဆုံးရေမထည့်ဘူးပေါ့နော်အဲ့တော့ဝတ်သားမရှိတဲ့အရေနဲ့ပဲတခါကြီးချက်တာပေါ့နော်ပြီးကြတော့မှရေလေးနည်းနည်းထည့်ပြီးတော့နေပြီးတော့နှောင်ငွေပြီးတော့အုပ်ထားမယ်ပေါ့နော်ဒါ2ရေလောက်ထည့်ပြီးရအနေထားပါအဲ့တော့ဟင်းကချက်ပါပြီငပိဖြော်လေးနဲ့တူကြတယ်စားပါမယ်ကျေးဇူးများတင်ပါတယ်